အာကာသထဲမှာတော့ Vegas ကသူ့ရဲ့ Omnitrix ကိုပြန်ယူဖို့ကြံရွယ်နေပါတယ်။ဒါပေမဲ့ Omnitrix ကိုပိုင်ဆိုင်သူဘယ်သူကပဲဖြစ်ဖြစ်အနေနဲ့အများဆုံးနဲ့ညံရီထက်မြက်တဲ့သူဆိုတာကိုတော့သူသိထားပါတယ်။တစ်ဖက်မှာဘန်တို့ကလည်းစူပါမားကတ်ရှိမှရှိနေပြီ။အဲ့ချိန်ဓမြအဖွဲ့ကလာတိုက်ခိုက်တာကြောင့်ဘန်ကလည်း4-1အသွင်ကိုပြောင်းလိုက်ပြီးပြန်လည်ခုခံတိုက်ခိုက်ခဲ့ပါတယ်။တစ်ဖက်ရန်သူကလည်းဘန်နဲ့အပြန်လည်တိုက်ခိုက်နေပြီးရှုံးနေသွားခဲ့ပါတယ်။အဲ့ချိန် drone စက်ရုပ်တွေရောက်လာပြီးတိုက်ခိုက်တာကြောင့်အဖိုးမတ်လည်းထိခိုက်သွားပြီးဘန်နဲ့ drone တွေကိုဖျက်ဆီးပစ်လိုက်ပါတယ်။အဲ့ချိန်တယောက်လဲကြံခဲ့တဲ့လူဆိုးမော drone စက်ရုပ်အဖြစ်ပြောင်းပေးခဲ့လိုက်ပါတယ်။အဲ့ချိန်ရဲတွေရောက်လာပြီမဲ့စက်ရုံမှာတော့ရဲကားတွေကိုဖျက်ဆီးပစ်ပြီးထွက်လာခဲ့ပါတယ်။တစ်ဖက်မှာအဖိုးမတ်ကလည်းဒဏ်ရာပြင်းထန်တာကြောင့်ဆေးရုံတက်နေရပါတယ်။စက်ရုံဖြစ်ပြောင်းသွားတဲ့လူဆိုးမကလည်းရဲနာဆိုင်ကိုလာဖျက်ဆီးနေပါတယ်။အဲ့ချိန်သူခေါင်းရမ်းကိုက်လိုက်ပြီးသူ့ရဲ့အတွေ့အကြုံဗီလင်ကောင်ကရောက်လာပြီးသူခိုင်းတာတွေလုပ်ပြီး Omnitrix ကိုယူပေးဖို့မှာနေခဲ့ပါတယ်။စက်ရုံမှာကတော့ငင်းနေပြီမဲ့ဗီလင်ကောင်ကချင်းချောင်းနေရကြောင်းလက်ခံခဲ့လိုက်ရပါတယ်။အဲ့တော့ဘန်တို့ရှိရဲ့ဆေးရုံစက်ရုံမှာရောက်လာပြီးစတင်တိုက်ခိုက်လာခဲ့ပါတယ်။ဘန်တို့လည်းရှောင်ရှားရင်အသေးအံနဲ့ပြေးလွှားနေရပါတယ်။အဲ့ချိန်ဘန်လည်း4-1သွင်ကိုပြောင်းခဲ့ပြီမဲ့ Omnitrix ကကြောင်နေရကြောင်း Heatless အဖြစ်သာပြောင်းသွားခဲ့ပါတယ်။အဲ့တော့တောင်မွားကြောက်တုံးတွေကျလာကြောင်းဘန်ကြောက်တုံးတွေကိုအရေးဖြော်ဖို့လုပ်ပေမဲ့ထင်သားလို့မဖြစ်ပဲမီးဆွဲနေတဲ့ကြောက်တုံးတွေဖြစ်သွားကြောင်းဆေးရုံကားတွေကိုအရေးဖြော်ပစ်ပြီးဟန့်တားခဲ့ပါတယ်။ကြောက်တုံးတွေမျိုးတွေကိုထပ်ပြိုကျလာကြောင်းဘန်လည်းတရားကိုဖျက်ဆီးပြီးထက်ကာကွယ်ခဲ့ရပြန်ပါတယ်။အဲ့ချိန်ဆေးရုံမှာဘန်ကိုလာတိုက်ခိုက်တာကြောင့်ဘန်မဲပြန်ပြီးတိတ်ပေးလိုက်ပါတယ်။အဖိုးမတ်လည်းတတိပြန်ရလာပြီးတစ်ဖက်မှာဆေးရုံမှာဗီလင်ကောင်ကြီးကထပ်ပြီးဖိအားပေးနေခဲ့ပါတယ်။ညတော့ဘန် Omnitrix ကြောင့်အဖိုးမတ်တို့ဒုက္ခရောက်ရတယ်ဆိုပြီးတယောက်လည်းပြဿနာကိုတွားဖြေရှင်းမှုစာတစောင်ရေးထားခဲ့ပါတယ်။စက်ရုံမှာလည်းရဲတင်နန်းကြောင်းလာပြစီရကြောင်းဘန်လည်း accelerate အသွင်နဲ့လာတိုက်ခိုက်ပါတယ်။အဲ့ချိန်တင်ကားတစ်စီးရောက်လာပြီးစက်ရုံမှာတိုက်ခိုက်ပြီးမှတင်ကားကိုပါဖျက်ဆီးပစ်လိုက်ပါတယ်။ဘန်လည်းစက်ရုံမှာတိုက်ခိုက်တာကြောင့်အထိနာနေပြီးအဲ့ချိန်ဂွမ်ရောက်လာခဲ့ပါတယ်။အဖိုးမတ်ကလည်းဖုံးဆက်ပြီးဘန်ကိုအားပေးစကားပြောခဲ့ပါတယ်။အဲ့တော့ဘန်လည်း average အသွင်ပြောင်းပြီးစက်ရုံမှာပူးလိုက်တာကြောင့်ဘန်ရဲ့အတွေ့အကြုံဗီလင်ကောင်ကြီးရောက်လာပြီး Omnitrix ကိုရောက်အောင်ပြန်ယူပြစ်မယ်လို့ချိန်ချောက်လိုက်ပါတယ်။အဲ့တော့ဘန်စက်ရုံမှာရှယ်တိုက်ခိုက်နေပြီးစက်ရုံမှာကိုယ်တွေကိုထပ်ဝင်ပူက drone နဲ့ပေါင်းစပ်မှုကိုဖျက်ဆီးပစ်လိုက်တာကြောင့်စက်ရုံမှာလည်းငကိုလူတိုင်းပြန်ဖြစ်သွားပြီးလူဆိုးမကသူဘာမှမသိလို့ဟန်ဆောင်နေရကြောင်းဂွမ်ပဲချီကန်ချက်နဲ့အဆုံးသတ်ပေးခဲ့ပါတယ်။လူဆိုးမလည်းအဖမ်းခံလိုက်ရပြီးအဖိုးမတ်လည်းနေပြန်ကောင်းလာကြောင်းခရီးဆက်ထွက်လာခဲ့လိုက်ပါတယ်။